ဖြောက်မှတ်တော်သူတော့ကဲတင်ချင်းကိုရောက်နိုင်တယ်နော်ဒီနေ့အစ်စ်ဖြစ်တဲ့လူကလေဘယ်တော့မှမလဲဘူးဖြောက်မှတ်သွားရင်လေဘုရားသခင်ကအစ်စ်ဖြစ်အောင်လုပ်တဲ့စစ်ကြောချင်းကာလဒီကိုဒီဖြောက်မှတ်သူကဖြတ်တန်းရမယ်ဒါပေမဲ့တချို့ဖြောက်မှတ်သူတွေကဘုရားနဲ့မခက်ဘူးဘုရားဝိညာဉ်နဲ့မရက်တည်တဲ့အခါမှာပြန်လဲသွားတဲ့လူတွေရှိတယ်တချို့လူတွေလေအဲ့လိုလူတွေရှိတယ်သူတို့ဘုရားကျောင်းကိုသွားကြတယ်နော်ဩဝါဒတွေအများကြီးကြားလာတဲ့အခါမှာဘုရားမရှိဘူးကျင်တော်ဘူးကိုလူတစ်မျိုးပြောဒီလူတစ်မျိုးပြောနေဘုရားမရှိဘူးကျင်တော်ဘူးအဲ့လိုလူတွေရှိတယ်ဘာကြောင့်လဲဘုရားသခင်ဝိညာဉ်တော်လိုတယ်ဒီနေ့မိတ်ဆွေထဲမှာမိတ်ဆွေကဘုရားသခင်ဝိညာဉ်တော်ရှိသွားပြီဆိုသိသွားပြီဒီတရားနဲ့ပဲငါရက်တည်နေဆရာအများကြီးစီသွားရင်းနဲ့ဘာခံယူရမှမသိဘူးဖြစ်နေတဲ့လူတွေများရှိတယ်ကျွန်တော်လည်းယဉ်ကျေးခဲ့တဲ့လူတွေရှိတယ်နောက်သူတို့တွေကလည်းပြင်လူမျိုးတွေဖြစ်တယ်ပေါ့ပြောတယ်တရာဝဘာတဲအားကြီးလို့ဘာကနာတောင်မူလဲတတိများလို့ဝန်းကိုပတလေပါရောလို့ဘကိုလာလို့ရှိလို့အဲ့လိုပြောဘာလို့ဆိုလိုတာလဲမသွားတော့ဘူးဆရာကြီးတဲ့ပြောနေတာတယောက်တစ်မျိုးစီဘာခံယူရမှမသိလို့ဖျားမရှိခိုးတော့ဘူးတတိပြုပါဖြစ်နေတယ်မလားကျွန်တော်ကြည့်နေတယ်ကျွန်တော်ကဲခတ်နေတယ်ချို့လိုက်ဘောဆရာဘောင်းစုံတော့ကိုတိုက်ကြည့်ပြီးသူတို့တက်တာက grow မဖြစ်လာဘူးကြီးထွားမှုမဖြစ်လာဘူး